ဒီလူရဲ့ပါဇက်ကပတ်စံရိုက်တဲ့ဆက်လိုပါပဲသူခန္ဓာကိုယ်ကနာကျင်မှုခံစားရတိုင်းပါဇက်ထဲကနေရွှေတင်းကားပြအမြောက်များအန်ထွက်လာတတ်ပါတယ်ဒီလူလေရင်ပေါ်မှာရှိနေတော့ရန်သူတွေကသူ့ကိုကုန်ပစ္စည်းထဲတဲ့အခန်းထဲအတင်းထည့်လိုက်ကြပါတယ်ဒါပေမဲ့တဲယူပို့ဆောင်ရေးလုပ်နေတော့ចောင်းသားတစ်ယောက်ကခီးဆောင်အိတ်ကိုမှားယူသွားခဲ့ပါတယ်ကောင်လေးအိမ်ရောက်တဲ့အခါခီးဆောင်အိတ်ထဲမှာတကယ်တော့လူတစ်ယောက်ဖြစ်နေမှန်းသိလိုက်ရပါတယ်လှုပ်ဝက်ချက်ပေါက်ကြားသွားမှဆိုလို့ဒီလူကဂျင်ကိုအမှန်တိုင်းမပြောခဲ့ပါဘူးသူကတယောက်ယောက်ကိုပြစ်မှားမိလို့ပါဆိုပြီးလိန်ပြောခဲ့ကတစ်ဖက်လူကသူ့ကိုလှုပ်ပေးဖို့မျှော်လင့်နေပါတယ်ဂျင်ကဘာမှထပ်မစင်စားပဲသူ့ကိုချက်ချင်းကဲတင်ချင်ခဲ့ပါတယ်သူ့လက်ထဲကပြောင်းလဲနေတဲ့ရွှေတင်းကားပြားတွေကိုကြည့်ပြီးဂျင်ကြောင်အန်းသွားခဲ့ကအဲ့ဒီလူကအမှန်တရားကိုဖွင့်ဟလိုက်ပြီးဘာကိုမှစက်ဖုံးကွယ်ထားဖို့ဆန္ဒမရှိတော့တာကိုတွေးလိုက်ရပါတယ်သူကသူ့စီမှာဖြစ်ပျက်နေတဲ့ထူးဆန်းတဲ့အရာတွေကိုဓာတ်ရိုက်ပြောပြခဲ့ပြီးအကယ်၍ဂျင်ကသူ့ကိုကယ်ထုတ်နိုင်ရင်အဲ့ဒီအချိန်တွင်ထွက်လာသမျှရွှေတင်းကားပြားတွေအားလုံးကိုဂျင်ပိုင်ဆိုင်ရမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့ဒီစကားတွေကိုပြောလိုက်တာနဲ့ဂျင်ရဲ့စိတ်ထဲမှာပတ်စံမဲ့တဲ့လောဘတွေဖုံးလွှမ်းသွားခဲ့ပါတယ်သူကအဲ့ဒီလူကိုဆက်ပြီးမကယ်တော့ပဲအိတ်ကိုပဲတင်ထားလိုက်ပါတော့တယ်နောက်တစ်နေ့မနက်မှာသူကအဲ့ဒီတင်းကားပြားတွေကိုယူပြီးဘာရွှေမျိုးစားလဲဆိုတာစုံစမ်းဖို့ရွှေဆိုင်ကိုသွားခဲ့ပါတယ်ဒီတင်းကားပြားဟာရှေးဟောင်းရွှေတင်းကားပြားတစ်ပြားဖြစ်ပြီးတစ်ပြားကိုအမေရိကန်ဒေါ်လာ9000လောက်တန်ကြေးရှိမှန်းသူသိလိုက်ရပါတယ်ဒါကသူ့ရဲ့အတွေးတွေကိုပိုပြီးခိုင်မာသွားစေပါတယ်ချက်ချင်းဆိုသလိုပဲသူကပတ်စံရဖို့အတွက်သူ့တငယ်ချင်းကိုအိမ်ခေါ်သွားခြင်းခဲ့ပါတယ်ဒါပေမဲ့သူတို့တကားဝကိုရောက်ခါနီးမှပဲသူ့ရီးစားကကြောက်လန့်တကြားနဲ့ပြေးထွက်လာတာကိုမြင်လိုက်ရပါတယ်မင်းဒီမှာဘာလုပ်နေတာလဲငါပစ္စည်းတွေလာယူမယ်လို့မင်းကိုပြောထားတာပဲဘာဖြစ်လို့လဲမင်းကိုဘလို့လိုပဲဖြစ်လို့ထင်ခဲ့ပေမဲ့လူတက်လိမ့်မယ်လို့တော့လုံးဝမထင်ခဲ့ဘူးဂျင်ကတော့လုံးဝဇဝေဇဝါဖြစ်သွားခဲ့ပါတယ်သူအခန်းထဲပြန်ဝင်သွားတဲ့အခါအဲ့ဒီလူရဲ့လက်တွေကအပြင်ကိုထွက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီတော့မှသူရီးစားဘာလို့ဒီလောက်ကြောက်နေရလဲဆိုတာသူနားလည်သွားပါတယ်တစ်တားတဲကလူကအသက်ရှင်နေသေးတာကိုမြင်တော့သူမကသူ့ကိုချက်ချင်းကယ်ချင်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ရုံရင်ဆန်ခတ်ဖြစ်နေတော့မှအဲ့ဒီလူကရွှေတင်းကားပြတစ်ပြားအန်ထုတ်လိုက်ပါတယ်ဂျင်ကသတိမထားမိပေမဲ့ဘေးနာကတငယ်ချင်းကတော့မကောင်းတဲ့စိတ်ကူးတွေပေါ်လာခဲ့ပါတယ်ဟိုနှစ်ယောက်စကားပြောနေတော့သူကတစ်တာကိုအိတ်ခမ်းထဲကနေဆွဲထုတ်ပြီးအဲ့ဒီလူကိုလှေကားအောက်ကိုခြေထောက်နဲ့ကန်ချလိုက်ပါတယ်ကျမ်းပြင်ပေါ်ကရွှေတင်းကားပြပုံတွေကိုမြင်တော့လူတိုင်းသူတို့ရဲ့လောဘစိတ်ကိုမထိန်နိုင်ကြတော့ပါဘူးသူတို့အားလုံးသဘောတူပြီးတစ်တာတဲကလူကိုတယောက်တစ်လက်စီနှိပ်စက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီနောက်ပိုင်းနေ့တွေမှာတော့ရွှေတင်းကားပြတွေပိုရဖို့အတွက်သူတို့၃ယောက်ကအဲ့ဒီလူကိုနှီးမျိုးစုံနဲ့နှိပ်စက်ကြပါတော့တယ်သူတို့ကအင်္ဂါခပြဿနာကိုရှင်းနိုင်ရုံတင်မကပဲစိန်ခံလူနေမှုဘဝနဲ့တောင်နေထိုင်နိုင်ခဲ့ကြပါတယ်ဒါပေမဲ့အရသာတွေ့သွားပြီးနောက်မှာတော့သူတို့တွေကိုမထိန်ချုပ်နိုင်ကြတော့ပါဘူးအဲ့ဒီအစားသူတို့ကပိုပြီးတော့တောင်ရက်ဆက်လာခဲ့ကြပါတယ်သူတို့တွေလျှက်စစ်နဲ့တောင်နှိပ်စက်တဲ့အထိလုပ်ခဲ့ကြပါတယ်သူတို့ကအဲ့ဒီလူရဲ့အသက်ရှင်ခြင်းတည်ခြင်းကိုလုံးဝဂရုမစိုက်တော့ပါဘူးမကြခင်မှာပဲခွက်ကြီးခွက်ငယ်တွေနဲ့ပလတ်စတစ်ပကံတွေထဲမှာရွှေတင်းကားပြားတွေပြည့်ရှံသွားခဲ့ပါတယ်အဲ့ဒီလူဒုက္ခရောက်နေတာကိုကြည့်ပြီးဂျင်ဆိုးရည်လာမိပါတယ်ဘာလို့လဲဆိုတော့သူတို့တွေကတိပေးထားတဲ့စီးစိမ်ဥစ္စာတွေကိုရရှိထားပြီးဖြစ်ပေမဲ့မရောက်ရဲနိုင်တဲ့သပင်ကောက်ကောက်နဲ့လူနဲ့သူရီစားကလျှက်စစ်လျှော့ဆက်တိုက်ဖို့တောင်းဆိုနေကြလို့ပါပဲတိတာတာကတော့အဲ့ဒီနှစ်ယောက်ဟာပတ်စံမှတ်ပြီးယူသွတ်နေကြပြီးဖြစ်ပါတယ်အဲ့ဒီလူကလည်းရုန်းကန်ဖို့လက်လျှော့လိုက်ပြီးသူတို့ကိုသဘောရှိလှုပ်ခွင့်ပေးလိုက်ပါတော့တယ်ဘာပဲဖြစ်ဖြစ်သူတေတော့မယ်လို့ခံစားနေရလို့ပါပဲသပင်ကောက်တဲ့လူကဆက်လုပ်ဖို့ပြင်နေတော့ဂျင်ကသူ့ကိုတားလိုက်ပါတယ်သပင်ကောက်တဲ့လူကသူတို့တွေမကြခင်မှာစစားဝတ်နေရေးအတွက်ပူစရာမလိုတဲ့ဘဝကိုရတော့မှဖြစ်ပြီးပြိုင်ကားနဲ့ရွက်လေတွေကိုပါပိုင်ဆိုင်နိုင်တော့မှာပါဆိုပြီးဂျင်ကိုစီယုံသိမ်းသွင်းပါတော့တယ်ဒါပေမဲ့ဂျင်ကဒါကိုမယုံခဲ့ပါဘူးသူကလူအသက်တစ်ချောင်းမဆုံးရှုံးစေချင်တယ်လို့ဒီလူနှစ်ယောက်ယူနေပြီလို့ပဲသတ်မှတ်လိုက်ပါတယ်သူကရဲခေါ်ဖို့ဖုန်းထုတ်လိုက်ပေမဲ့ဒီလိုရက်ကြောင့်သူရီးစားဒေါသထွက်သွားခဲ့ပါတယ်သူမကဂျင်ရဲ့ဖုန်းကိုတူနဲ့ထုခွဲလိုက်ရုံတင်မကပဲသူ့ကောင်းကိုပါအဲ့ဒီတူနဲ့ရိုက်လိုက်လို့သွေးတွေချက်ချင်းကျလာခဲ့ပါတယ်သူရီးစားကဒီလောက်အထိရက်ဆက်နိုင်လိမ့်မယ်လို့ဂျင်မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်သူကဒိန်းတိုင်းဖြစ်ပြီးထွက်သွားခြင်းခဲ့ပေမဲ့အန်နာကအပြက်ရှင်ဖို့နောက်ကနေလိုက်လာခဲ့ပါတယ်မမျှော်လင့်ပဲဂျင်ကလှေကားပေါ်ကနေလိမ့်ကျသွားပြီးကျမ်းပြင်ပေါ်မှာမလုံမရှက်လဲကျသွားခဲ့ပါတယ်အဲ့ဒီနှစ်ယောက်ကတော့ဂျင်သေးသွားပြီလို့ထင်လိုက်ကြပါတယ်သူတို့ကနောက်ဆုံးကြံတဲ့ပတ်စံအမြောက်များကိုယူပြီးထွက်ပြေးဖို့အစီအစဉ်ဆွဲခဲ့ကြပါတယ်သူတို့တွေစတင်ဖို့ပြင်ဆင်နေကြပါတယ်အဲ့ဒီအချိန်မှာပဲတက်တာတွေကလူကရုတ်တရက်စကားပြောလာခဲ့ပါတယ်သူ့ရဲ့မျက်နှာအမူအရာကထူးဆန်းလာပြီးမျက်လုံးတွေကရွှေရောင်တောက်ပလာခဲ့ပါတယ်သူကဒီလူရုပ်မှာနှစ်ယောက်ကိုအပြစ်ပေးမယ်လို့ပြောခဲ့ပေမဲ့အဲ့ဒီနှစ်ယောက်ကမကြောက်တဲ့အပြင်ခလုတ်ကိုဆက်ပြီးနှိပ်လိုက်ကြပါတယ်ထိတ်လန့်စရာအခြေအနေတစ်ခုဖြစ်ပွားခဲ့ပါတယ်လျှက်စစ်ရှော့အတိုက်ခံနေရတဲ့လူကရွှေတင်းကားပြားတွေအမထုတ်တော့ပဲထိမရသိမရရေမောနေပါတော့တယ်ထူးဆန်းတဲ့လေပြင်းတွေတိုက်ခတ်လာပြီးတစ်တာကကရင်ပေါ်မှာရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်ထူးဆန်းတဲ့မိခိုးငွေတွေနဲ့အတူအဲ့ဒီထဲကနေမိစ္ဆာကောင်တစ်ကောင်ထွက်လာခဲ့ပါတယ်ထိတ်လန့်နေတဲ့အဲ့ဒီနှစ်ယောက်ရဲ့မျက်စိရှိမှတင်မိစ္ဆာကောင်ကသူ့ရဲ့လက်သေးသေးလေးကိုဝေယမ်းလိုက်ပြီးတစ်တာနှလုံးကိုဟာလာဟင်းလင်းထဲကနေရုတ်တရက်ပေါ်လာစေခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲအခန်းထဲကနေနာကျင်စွာအော်ဟစ်တန်တွေထွက်ပေါ်လာခဲ့ပါတယ်ဂျင်နိုးလာတဲ့အခါသူအသက်ရှင်နေသေးတာကိုသိလိုက်ရပါတယ်ကတင်ဘေးကစပွဲပေါ်မှာပန်းစီတစ်စီးရှိနေပြီးအဲ့ဒီအပေါ်မှာကပြားလေးတစ်ခုရှိနေပါတယ်အဲ့ဒါဟာသူ့ရဲ့ကျင်နာတက်မှုကမိစ္ဆာကောင်ကိုအံ့အားသင့်စေခဲ့တယ်ဆိုတဲ့အကြောင်းရေးထားတဲ့မိစ္ဆာကောင်စီကစာစုပ်လေးဖြစ်နိုင်ပါတယ်တင်မကပဲဆုလက်အနေနဲ့သူလိုအပ်သမျှဘာမဆိုဖြစ်မြောက်အောင်မိစ္ဆာကောင်ကကူညီပေးနိုင်တယ်လို့ဆိုပါတယ်တစ်ချိန်တည်းမှာပဲတစ်တာတဲကလူဟာလေစိတ်ကိုရောက်ရှိလာပြီးလေရင်စီးဖို့အဆင့်ဆင့်လှုပ်ဆောင်မှုတွေကိုပြင်ဆင်နေပြန်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူကစပင်ကောက်တဲ့လူနဲ့အန်နာတို့ပါဝင်တဲ့တစ်တာနှလုံးကိုယူဆောင်လာခဲ့ပါတယ်အဲ့ဒီတစ်တာတွေကိုဘယ်ကိုတည်ဆောင်သွားမလဲဆိုတာဘယ်သူမှမသိပေမဲ့အလားတူအရာမျိုးဆက်ပြီးဖြစ်ပျက်နေအောင်မှာကတော့သိချပါတယ်